ဒီမြောက်ဝင်ကြီးကတကယ်ဘလောက်အားကောင်းလဲဆိုတာသိလားပေါင်ရချီတဲ့ချင်းသေးကြီးကိုလုံးဝအနိုင်ယူလိုက်နိုင်တယ်ရုတ်တရက်အားပြင်းပြင်းနဲ့ချင်းသေးကြီးကိုမြေပေါ်တွန်းထုတ်ပစ်လိုက်တယ်ကြားတစ်တကောင်ဆိုရင်ပိုမြန်တယ်ဘာမှမတုံ့ပြန်ရသေးပဲအနောက်ကိုအလှမ်းဝေးဝေးတွန်းချခံလိုက်ရတယ်ဂေါ်ရီလာရဲ့လက်မောင်းအားကလူသားထက်အဆပေါင်းများစွာသာတယ်အဲ့ဒီအားသာချက်ကသူ့ကိုအန်ရယ်ကိုချက်ချင်းထိန်းချုပ်နိုင်စေတယ်မိချောင်းတကောင်ကရုတ်တရက်ခိုးကြောင်ခိုးဝက်လှုပ်ဖူးတယ်မြောက်ဝမ်ကမထင်မှတ်ပဲဖမ်းမိသွားပေမဲ့လျင်မြန်တိကျတဲ့တုံ့ပြန်မှုနဲ့မိချောင်းကိုချက်ချင်းထိန်းချုပ်ပြီးအခြေအနေကိုအဆုံးသတ်လိုက်တယ်။မြောက်ဝမ်တွေကကြည်ရတာနှိပ်ကွေးပေမဲ့တကယ်တမ်းမှာသူတို့ရဲ့တုံ့ပြန်မှုကအယမ်းမြန်တဲ့မိချောင်းတကောင်မြောက်ဝမ်ပေါက်စလေးစီချင်းကပ်လာတဲ့အခါအရွယ်ရောက်ဂေါ်ရီလာရဲ့အမြန်တုံ့ပြန်မှုနဲ့ချက်ချင်းမောင်းထုတ်ခံလိုက်ရတယ်။မြောက်ဝမ်ရဲ့လက်မောင်းတန်မာမှုကအထူးထင်ကြီးစရာပဲ။ကြောက်တုံးအဆောက်အုံတွေတောင်အဲ့ဒီအစွမ်းနဲ့ပျက်စီးဘူးလေကြားတစ်တကောင်ကပေါက်စလေးကိုကိုက်နိုင်မယ်ထင်တယ်။ဒါပေမဲ့ तू မတိလိုက်တာကမြောက်ဝင်ကြီးတတိထားမိပြီဆိုတာပဲကြားတစ်ကမနီးကပ်ရသေးပဲရက်တန့်ခံလိုက်ရတယ်နောက်ထပ်ကန်ဆိုးတဲ့ချင်းသေးတကောင်လဲအလားတူတင်ငန်းစာရခဲ့ပါတယ်